ဇလန်အစမှာတော့ကောင်လေးရဲ့လက်ဖွားတွေပေါ်ကနေမရေမတွက်နိုင်တဲ့စူးချုံလေးတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါကြောင့်သူဟာနေရန်ပေါ်မှာအိမ်မြောင်တကောင်လိုကတ်သွားကြည့်ရတကယ်ပဲအလုပ်ဖြစ်သွားခဲ့တာပေါ့။သူဟာအရှိန်ဟုန်နဲ့ပြေးလွှားရင်းအမိုးတစ်ခုကနေတစ်ခုစီကိုမြန်မြန်ဆန်ဆန်ခုန်ကူးခဲ့ပါတယ်။ပိုပြီးတုံ့လို့စရာကောင်းတာကတော့သူ့ရဲ့လက်ကောက်ဝတ်ကနေပင့်ကူမြင်တွေကိုတကယ်ပဲပြစ်လွတ်နိုင်စွမ်းရှိလာတာပါပဲ။ဒါနဲ့သူကဆွဲချိတ်ထားတဲ့စင်တစ်ခုစီပင့်ကူမြင်ပြစ်လွတ်ပြီးတန်းစီနေတယ်လို့မျိုးလွှဲခတ်ကူးတန်းကြည့်ပေမဲ့တိတာတာကတော့သူသုံးမကြသေးပါဘူး။နောက်တော့သူကြောင်းထမင်းစားဆောင်စီရောက်လာတဲ့အခါခရင်တစ်ခုကသူ့လက်မှာကပ်ပါလာတာကိုသတိပြုမိသွားပါတယ်။အားနဲ့ဆွဲခွာလိုက်တဲ့အခါမမျှော်လင့်ပဲပင့်ကူမြင်တစ်ခုပန်းထွက်သွားခဲ့တာပေါ့။သူပြန်ဆွဲဖို့ကြိုးစားပေမဲ့ထမင်းစားလင်မန်းကကြောင်းကလူမိုက်ကောင်ကိုသွားမှန်ပါတော့တယ်။ပီတာကချက်ချင်းပဲပြေးထွက်ခဲ့ပေမဲ့ထိုလင်ပန်းကြောင့်ပဲသူ့လောက်တာဆိုတာပေါ်သွားခဲ့ရပါတယ်။လူမိုက်ကောင်ကလက်စားချေဖို့သူ့နောက်ကိုချက်ချင်းလိုက်လာပါတော့တယ်။သူကပီတာကိုလက်သီးနဲ့အားကိုထိုးလိုက်ပေမဲ့ပီတာကအလွယ်တကူပဲရှောင်တိန်နိုင်ခဲ့ပါတယ်။ထိုခိုက်တံမှာပီတာမျက်စိထဲမှာတော့အရာအလုံးဟာနှိကွေးသွားတယ်လို့ခံစားလိုက်ရပါတယ်။လူမိုက်ကောင်ရဲ့လက်သီးချက်ဟာပုံမှန်ထက်အစတစ်ဆင့်မကနှိကွေးနေတယ်လို့ပါပဲ။ပီတာကလူမိုက်ကောင်ရဲ့လက်မောင်းကိုဖမ်းချုပ်ပြီးလက်သီးတစ်ချက်ထဲနဲ့တင်မီတာ30ကျော်กว่าစီလွတ်ထွက်သွားအောင်ထိုးပစ်လိုက်ပါတော့တယ်။သူဘာဖြစ်လို့ဒီလောက်အထိရုတ်တရက်တံမှာသွားရတာလဲဆိုတာကိုသူကိုယ်တိုင်လည်းဘာမှနားမလည်နိုင်ဖြစ်နေရှာပါဘူး။ဒါကြောင့်သူဟာလူသူကင်းမဲ့တဲ့လမ်းကြားတစ်ခုတည်းဝင်ပုံပြီးဒါတွေဘာကြောင့်ဖြစ်ရတာလဲဆိုတာကိုစဉ်းစားပါတော့တယ်။ရုတ်တရက်သူမောကြည့်လိုက်တဲ့အခါပင့်ကူအိတ်တစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်သူ့ရဲ့လက်ဖမိုးကဒဏ်ရာကိုကြည့်ရင်းနဲ့မှအတိတ်ကအကြောင်းတစ်ခုကိုသတိရသွားပါတော့တယ်။တကယ်တော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကသူ့ကိုထူးဆန်းတဲ့ပင့်ကူတစ်ကောင်ကိုက်ခဲ့တာပါ။အဲ့တုန်းကတော့သူတိတ်ပြီးပြုံးမဆိုင်ခဲ့ပေမဲ့ထိုပင့်ကူဟာတကယ်တော့မျိုးရိုးဗီဇပြုပြင်ထားတဲ့ဆွမ်းအားရှင်ဗီဇပြောင်းပင့်ကူတစ်ကောင်ဖြစ်နေလို့ပါပဲ။ပင့်ကူကိုက်ခံရပြီးနောက်ပီတာရဲ့ဒီဂရီ9ရရှိတဲ့မျက်စိမုံချင်းဟာပုံမှန်တိုင်းပြန်ကောင်းသွားခဲ့တယ်လို့သူ့လက်ကောက်ဝတ်ကနေလည်းပင့်ကူမြင်တွေပြစ်လွတ်နိုင်လာတာပါ။ကြည့်ရတာသူတကယ်ပဲပင့်ကူလူသားဖြစ်လာခဲ့ပြီထင်ပါတယ်။ဒါနဲ့ပီတာကလင်းတို့လူသားကိုအတူယူပြီးသူ့အတွက်ဝတ်စုံတစ်ခုကိုကိုယ်တိုင်ပုံစံထုတ်ပါတော့တယ်။မကြခင်မှာပဲပထမမျိုးဆက်ပင့်ကူလူသားဝတ်စုံလေးပြီးမြောက်သွားခဲ့ပါတယ်။နောက်တစ်ဆင့်အနေနဲ့သူကားတစ်စင်းဝယ်ဖို့လိုအပ်လာပါတယ်။ဒါပေမဲ့အပေါ်စားတစ်ပတ်ရကားတော်မှဒေါ်လာ3သူညခန်းချတင်မှာပါအတိအကျပဲထိုအချိန်မှာနဗန်းတန်ဝဲတစ်ခုကစုချင်းငွေဒေါ်လာ3သူညပေးမယ်ဆိုတဲ့ကြော်ညာကိုသူမြင်လိုက်ရပါတယ်။ဒါနဲ့သူဟာနဗန်းကွင်းစီသွားခဲ့တာပေါ့။စီကန်းချက်ကတော့ရိုးရှင်းပါတယ်တန်လောင်အိမ်ဝိုင်းထဲမှာ3မိနစ်ပြည့်အောင်တောက်ခံနိုင်ရင်ဒေါ်လာ3000ကိုစုခုနိုင်မှာပါဒါပေမဲ့ပိန်ပါပီတာကိုတော့ဘယ်သူမှအားမပေးကြပါဘူးပွဲစားတာနဲ့သူ့ရဲ့တန်ဘက်ကအတင်းဝင်တိုက်ပါတယ်ကံကောင်းထောက်မှစွာပဲပီတာကအမြင့်ကြီးခုန်ပြီးတိုက်ကွက်ကိုရှောင်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်သူ့ရဲ့ပင့်ကူမြင်တွေကိုတုံးပြီးအခြားသောတိုက်ကွက်အနေငယ်ကိုပါစက်တိုက်ရှောင်ထွက်ခဲ့ပါတယ်ဒါပေမဲ့ပြန်ဘက်ကတော့လူမစင်ပါဘူးသူကထိုင်ကုန်တစ်လုံးကိုဆွဲကင်ပြီးကောက်ကျစ်စွာခိုးတိုက်ခိုက်တဲ့အပြင်ပီတာကိုအတိတ်တက်ဖို့အထိစူးစမ်းလာပါတယ်ဒါကြောင့်ပီတာလည်းပြန်လဲတိုက်ခိုက်ပါတော့တယ်စက်တိုက်ကန်ချက်အနေငယ်နဲ့တင်သူဟာပြန်ဘက်ကိုမြေပြင်ပေါ်လက်သိပ်ပစ်လိုက်ပြီးဘာမှမလုပ်ရှားနိုင်အောင်လုပ်ပစ်လိုက်ပါတယ်ဒီလိုနဲ့ပီတာဟာပြန်ပွဲမှာအလွယ်တကူပဲအနိုင်ရရှိသွားခဲ့ပါတယ်ဒါပေမဲ့ကက်စီနေပြီးလောဘကြီးတဲ့ပွဲစားကောင်းဆောင်ကသူ့ကိုဒေါ်လာ100သာပေးပါတော့တယ်အကြောင်းပြချက်ကတော့ပီတာကပွဲကို2မိနစ်တည်းနဲ့အပြည့်ရှင်းပစ်လိုက်လို့ပါတယ်ဘာမှတက်နိုင်ခြင်းမရှိတာကြောင့်ပီတာလည်းထိုးငွေကိုယူပြီးထွက်လာခဲ့ရပါတယ်ဒါပေမဲ့ထိုးခိုက်တက်မှာပဲတပြက်တစ်ယောက်ကပွဲစားရဲ့ရုံခန်းထဲကိုအတင်းဝင်ရောက်လာပြီးငွေသားအလုံးကိုလူရက်သွားပါတော့တယ်တပြက်ထွက်ပြေးသွားတဲ့အချိန်မှာပီတာအနေနဲ့သူ့ကိုအလွယ်တကူတားဆီးနိုင်ခဲ့ပေမဲ့သူမတားခဲ့ပါဘူးတိတာတာကတော့သူ့စီကနေဒေါ်လာ2ကိုရဖြတ်တောက်သွားတဲ့ပွဲစားကိုလက်စားချလိုက်တာပါဒါပေမဲ့အိမ်ပြန်လမ်းမှာတော့သူ့ရဲ့ဗကြီးဖြစ်သူတနက်မှန်ပြီးတေဆုံးနေတာကိုရင်ခွဲမတက်တွေ့လိုက်ရပါတော့တယ်လမ်းသွားလမ်းလာတူကတပြက်တစ်ယောက်ကဗကြီးရဲ့ကားကိုလူယူပြီးတနက်နဲ့ပြစ်ကထွက်ပြေးသွားကြောင်းပြောပြပါတယ်ဒေါသလိမ့်ထွက်သွားတဲ့ပီတာဟာပင့်ကူလူသားအဖြစ်ချက်ချင်းပြောင်းလဲပြီးဗကြီးရဲ့ကားကိုလိုက်လံရှာဖွေပါတော့တယ်သူကကားထဲကနေဓာပြကိုဆွဲထုတ်ပြီးအားရပါရရိုက်နှက်ပါတော့တယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့သူထိတ်လန့်အံ့ဩစွာတီးလိုက်ရတာကဒီဓာပြဟာခုနတင်ကသူကိုယ်တိုင်အလုပ်ပေးလိုက်တဲ့ထိုဓာပြဖြစ်နေတာပါပဲအပြစ်ရှိစိတ်ကြောင့်ပီတာတယောက်နေရာမှာနေကြောက်ရွံ့လို့တောင်းတင်းသွားခဲ့ရပါတယ်ထိုဓာပြဟာသူ့အမားနဲ့သူတိုက်ပေါ်ကနေမတော်တဆပြုတ်ကျပြီးတေဆုံးသွားခဲ့ပါတယ်ဒါပေမဲ့ပီတာမှာတော့လက်စားချလိုက်ရလို့ဝမ်းသာတဲ့စိတ်အနေငယ်များမရှိခဲ့ပါဘူးသူ့ရဲ့နှလုံးသားတစ်ခုလုံးဟာလာဟင်းလင်းဖြစ်ပြီးလွတ်လပ်မှုကင်းမဲ့နေတဲ့ရရှာပါတယ်ထိုခိုက်တံမှာပဲသူ့ရဲ့ဗကြီးဖြစ်သူပြောခဲ့မှုတဲ့စကားတစ်ခုကသူ့ရဲ့အုံနောက်ထဲမှာမင်းမှာစွမ်းအားတွေအများကြီးရှိလာပြီဆိုရင်တာဝန်တရားတွေကလည်းအဲ့ဒီအတိုင်းကြီးမားလာလိမ့်မယ်